သုတ်တန်ရဲ့အမည်နာမကိုနတ်တုံမာကသုတ်လို့ခေါ်တယ်နတ်တုံမာကရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်သင်တို့ဟာမဟုတ်လို့ဆိုတဲ့အဓိပ္ပာယ်ရတယ်လောကတစ်လျှောက်လုံးဟာငါဟာသူဟာဒီလိုလုပ်ပြီးတော့လာကြတာကိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးတဲ့အနေနဲ့သင်တို့ဟာမဟုတ်ဘူးအထင်မှားအမြင်မှားတဏှာမှာအလွန်ရှိကြခဲ့တဲ့အထင်မှားအမြင်မှားတွေဟာလူတွေရဲ့စိတ်အစဉ်မှာစွဲကျင်တယ်များစွဲနေအလွန်ဒုတဲ့ကြီးမားစွာစွဲပြီးတော့နေတယ်ဒါကြောင့်မို့လို့အဲ့ဒီအစွဲတွေကိုပြုတ်ဖို့ဆိုတာတာမန်အားဖြင့်မလွယ်ဘူးအချိန်ချင်းထထဆင်ញင်သုံးသပ်လို့ဝိပဿနာဉာဏ်နဲ့ဆင်ញင်သုံးသပ်မှဝိပဿနာတောင်ဉာဏ်ရင့်လာတဲ့အခါမှာဒီအစွဲတွေဟာကျင်းသွားနိုင်တယ်ငါမရှိရင်ငါမရှိဘူးဆိုတာတကယ်ပြောမယ်ဆိုရင်ရိုးရိုးလေးပဲငါမှမရှိရင်ငါဟာဆိုတာပဲရှိမလဲပေါ့အဲ့ဒါလို့ပဲ तू မရှိရင်လည်းသူဟာဆိုတာမရှိနိုင် तू မှမရှိတာနော်အဲ့တော့ငါမရှိရင်ငါဟာမရှိဘူးဆိုတာလို့ तू မရှိရင်လည်းသူဟာမှမရှိတာလောကမှာ तू ရှိမှသူဟာဆိုတာလည်းရှိနိုင်တယ်ငါရှိမှငါဟာဆိုတာလည်းရှိနိုင်တယ်အဲ့တော့ငါဆိုတာဘယ်သူကိုငါလုပ်နေကြသလဲဆိုတာဝိပဿနာဉာဏ်နဲ့စစ်ဆေးကြည့်ရမယ်ဝိပဿနာဉာဏ်မဖြစ်ခင်ဝိပဿနာဉာဏ်ရဲ့ရှေ့ပြေးအနေနဲ့တုတ္တမယဉာဏ်မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မကိုနာပြီးတဲ့အခါကြလို့ရှိရင်ကြားနာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အသိဉာဏ်တစ်ခုရလာမယ်အဲ့ဒီရလာတဲ့တုတ္တမယဉာဏ်ကိုပဲအသုံးချလို့ဘာဝနာမယဉာဏ်နဲ့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ငါဆိုတာရှာလို့မတွေ့ငါဆိုတာရှာမတွေ့ရင်ငါဟာဆိုတာလည်းရှာမတွေ့နိုင်ဘူးမြတ်စွာဘုရားသုံးနှုန်းခဲ့တဲ့စကားလုံးထဲမှာအဟံကာရမမံကာရမာနနုတ္တယတဲ့အဟံကာရဆိုတာငါလို့အထင်ရောက်စေတဲ့ဒိဋ္ဌိမမံကာရဆိုတာငါဟာလို့အထင်ရောက်စေတတ်တဲ့တဏှာထင်မြင်ယူဆတဲ့မာနလို့ဆိုတဲ့ဒီတဘာဝတရား၃ခုဟာလူတွေရဲ့စိတ်အစဉ်ကြီးစိုးလွှမ်းမိုးပြီးတော့ထားတယ်အဲ့ဒီကြီးစိုးလွှမ်းမိုးထားတဲ့ဒီတရားတွေရဲ့အမြင်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြီးစိုးထားသည့်အတွက်ကြောင့်မိမိတဏ္ဍာမှာဖြစ်ပေါ်လာတဲ့ယုတ်တရားနံတရားတွေကိုယုတ်တရားနံတရားလို့မမြင်ဘဲနဲ့ငါလို့သွားမြင်တယ်ငါလို့မြင်လိုက်တဲ့ဖြင့်ငါဟာလို့လည်းပဲမြင်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒီအမြင်ဟာငါလို့မြင်တဲ့အမြင်ကဒိဋ္ဌိရဲ့အမြင်လို့ဒီလိုပြောဒီနေရာမှာမတူညီတဲ့သဘောလေးတွေကအနတ္တလက္ခဏာသုံးမှာဧတမမဧသောဟမတမိဧသောမိအတ္တလို့ဧတမမဆိုတဲ့အယူ